အားလုံးပဲမင်္ဂလာပါခင်ဗျာဟောဒီမှာကိုတာကြီးဘလိုင်းပေါက်လေးတစ်ခုလက်ဆောင်ရထားပါတယ်ခင်ဗျာကိုတာကြီးကိုဘယ်သူမှပို့လိုက်တာလဲဆိုတော့ AK ကျောင်းမျက်နှာရောင်းဝယ်ရေးကနေပို့လိုက်တာဖြစ်ပါတယ်ဘာတွေပါမလဲဆိုတာစောင့်ကြည့်ပြီလားတန်တန်ဟောဒီမှာပါခင်ဗျာမြန်မာပြည်မှာပထမဦးဆုံး blind box ရိုးရိုး blind box မဟုတ်ဘူးเนาะ jewelry blind box เนาะဟာဒီမှာ AK ကျောင်းမျက်နှာရောင်းဝယ်ရေးကနေမြန်မာပြည်မှာပထမဦးဆုံးတည်ထွင်သူအနေနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်ခင်ဗျာဟာဒီ box ထဲမှာဘာတွေပါလဲဆိုရင်လက်ဝတ်လက်စားပါပါတယ်ခင်ဗျာဒီတစ် box ကို9000ကျော်နဲ့ရောင်းတာဖြစ်ပါတယ်အဲ့ထဲမှာလက်ဝတ်လက်စားမြမတွင်းထွက်ကြောင်းမျက်နှာအစ်စ်ကဟောဒီလိုမျိုး1 2 3 4 5 6မျိုးပါပါတယ်ခင်ဗျာ spinner ပါမယ်ပြောင်ကောင်းစိမ်းပါမယ်ခရမ်းဆွဲပါမယ် bluetooth ဘက်ပါမယ် aquamarine ပါမယ်ညပြ natural dioxide လို့ခေါ်တဲ့မိုးကုတ်မြပါမယ်ခင်ဗျာအဲ့တော့ဒီအရာတွေလည်းပါမယ်ပြီးတဲ့အခါမှာလေဗရမ ्या ရဲ့နီလာရဲ့တော့လုံးဝ secret အနေနဲ့ထပ်ပြီးတော့ special blind box အနေနဲ့ပါမယ်အားလုံးပေါင်း10မျိုးပါမယ်ကြောင်းမျက်နှာအဲ့ထဲကဘာရမလဲဆိုတာကိုကျွန်တော်မသိဘူးကျွန်တော်အခုလက်ဆောင်ရရှိထားပါတယ်အဲ့တော့ကျွန်တော်ဖောက်ပြမယ်အားလုံးကျွန်တော်နဲ့တူတူရင်ခုန်ရအောင်နော်ဒန်မိုက်တယ်ကွာမြန်မာပြည်မှာတက်လုပ်ထားတာဆိုရင်လုံးဝကမ္ဘာအဆင့်တန်းမိတဲ့ quality ပဲเนาะဒီ blind box ကိုတီထွင်တဲ့ AK ကျောင်းမျက်နှာရောင်းဝယ်ရေးရီလေးနဲ့ညီမလေးအရန်တော်တယ်လို့ကိုသားကြီးချီးကျူးပြရစေမြန်မာပြည်မှာလုံးဝစွန့်ဦးတီထွင်တဲ့စီးပွားရေးလုပ်ငန်းရှင်ပဲခင်ဗျာဝါဒန်နော်အဲ့တော့ဒီမှာကိုသားကြီးဖွင့်လိုက်မယ်ဘာလေးများဖြစ်မလဲရှင်းနေတူအိုးမကြည့်ဘူးနော်ကိုသားကြီးမကြည့်ဘူးအားလုံးတူတူကြည့်မယ်ဘာလဲလဲဟိုးဒီမှာပါခင်ဗျာမြလက်စွပ်ကလေးဖြစ်ပါတယ်ခင်ဗျာကိုသားကြီးကမြလက်စွပ်ကလေးကိုပေါက်သွားပါတယ်ခင်ဗျာမြလက်စွပ်ကလေးပါဟောဒီမှာမြလက်စွပ်ကလေးကိုသားကြီးလက်ဆောင်ရရှိသွားပါပြီခင်ဗျာအဲ့တော့ဒီမှာဘာလဲပါသေးလဲဆိုတော့တကယ် twin track အစစ်ဖြစ်ကြောင်းကို certificate လည်းပါပါတယ်ခင်ဗျာတကယ် twin track ပစ္စည်းဖြစ်ကြောင်း certificate လည်းပါပါတယ်ဟောဒီမှာ AK ကျောင်းမျက်နှာရောင်းဝယ်ရေး thank you ပါ